မင်္ဂလာပါခင်ဗျာအာရခတမတော်အေကစစ်တွေနဲ့ကြောက်ဖြူတို့ကိုထိုးစစ်ဆင်နေတဲ့အပြင်မကွေးအေယာဝတီပဲခူးနဲ့ချင်းပြည်နယ်တို့မှာလည်းအကြံဖက်စစ်တပ်ကိုတိုက်ခိုက်နေကြောင်းအာရခတမတော်ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်အာရခတမတော်ကဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းလဲဆိုတော့အကြံဖက်စစ်တပ်ကိုတိုက်ခိုက်တဲ့နေရာမှာထိထိမိမိစီးတယ်လို့အကြံဖက်စစ်တပ်ကလည်းအာရခတမတော်ကိုပြောရမယ်ဆိုရင်ကြောက်တော့အနေထားမှာစီတယ်ပေါ့နော်။ဘာဖြစ်လို့ကြောက်ရတယ်လဲဆိုတော့အာရခတမတော်ရဲ့စီလုံးကြီးကတကက်ကိုစူးစီတယ်လို့တကက်ကိုလည်းညင်ညွတ်စီကြတယ်။တခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းနဲ့စီမယ်ဆိုရင်အာရခတမတော်ကစီလုံးမှုအားကောင်းတယ်။တိုက်ခိုက်ရင်လည်းမြင့်တယ်။ဒါကြောင့်စီလုံးညင်ညွတ်မှုစီတဲ့အာရခတမတော်ကိုအကြံဖက်စစ်တပ်ကအနိုင်ယူဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။အခုအာရခတမတော်ကရခိုင်ပြည်နယ်ဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူတို့ကိုထိုးစစ်ဆင်နေတဲ့အပြင်မကွေးပဲခူးတိုင်းနဲ့အေရဝတီတိုင်းချင်းပြည်နယ်တို့မှာလည်းအကြံဖက်စစ်တပ်ကိုတိုက်ခတ်နေတဲ့အကြောင်းအာရခတမတော်ကတရားဝင်ထုတ်ပြန်ခဲ့တယ်။ဒါဟာအာရခတမတော်ကစစ်ကောင်စီကိုအရေးကြီးတဲ့နေရာကိုအကုန်လုံးတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီးအရင်မကြည့်တဲ့နေရာကိုခဏလေးဘေးဖက်ထားတဲ့အခြေအနေရှိတယ်။ပြောရမယ်ဆိုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံလက်နက်ကိုင်အဖွဲ့အစည်းရန်များတဲ့လက်နက်ကိုင်အဖွဲ့အစည်းများပါတော့လဲမြန်မာနိုင်ငံကိုကာကွယ်နိုင်တဲ့အနေအထားတွေမရှိကြဘူးပေါ့နော်။ယခုမြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းဆိုရင်တရုတ်ကခြံစည်းရိုးကျူးကျော်ပြီးတော့မြန်မာနိုင်ငံမျိုးခြံစည်းရိုးကျူးကျော်သွားတယ်။ဒါပေမဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းမှာစီနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကတရုတ်ရဲ့ကျူးကျော်မှုကိုမတားဆီးရဘူးအကြောင်းအရေးကသူတို့ရဲ့စီးပွားရေးတကူကောင်းဆန်စီးပွားရေးမိသားစုအတွက်တစ်ခုတည်းကြည်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်တရုတ်ရဲ့ကျူးကျော်မှုကိုအငြိမ်ခံနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းပဲပြောရမယ်ယခုလက်ရှိမြန်မာနိုင်ငံစီးပွားရေးအကျဉ်းကျပ်တဲနေပြီးအခက်အခဲများစွာကြုံတွေ့နေရတယ်ပြောရမယ်ဆိုရင်ပြည်သူတွေတော်တော်လေးကိုခက်ခဲတဲ့အနေအထားဖြစ်တယ်စစ်ကောင်စီကမြန်မာနိုင်ငံကိုအုပ်ချုပ်မယ်ဆိုတော့ဘယ်လိုမှမြန်မာနိုင်ငံပြန်ကောင်းစားဖို့မရှိဘူးပြောချင်တာကမြန်မာနိုင်ငံပြန်ကောင်းစားဖို့ဆိုရင်ပြည်သူလူထုလည်းစီအိုဖို့လိုတယ်တော်လှန်ရေးတပ်ဖွဲ့တွေလည်းစီလိုဖို့လိုတယ်တော်လှန်ရေးတပ်ဖွဲ့တွေကလည်းပြောဆိုမြန်မာနိုင်ငံမှာလည်းအရန်များတယ်တော်လှန်ရေးတပ်ဖွဲ့တွေအရန်များလို့စစ်ကောင်စီကိုနိုင်မဲ့အနေထားလည်းပြန်မပေါ်ဘူးဘာဖြစ်လို့ဆိုတော့တိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေများတော့နားလည်မှုတွေလွယ်ကြတယ်တော်လှန်ရေးအဖွဲ့အစည်းတွေများပြန်တော့လည်းတော်လှန်ရေးကိုမနိုင်ကြဘူးဒါဟာစီလုံးမှုအားနည်းတဲ့အကြောင်းပဲဖြစ်ပါတယ်AAကရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူမြို့စီပတ်ဝန်းကျင်တွင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းဒါအပြင်ရခိုင်နဲ့အေရဝတီနယ်စရခိုင်နဲ့မကွေးနယ်စရခိုင်နဲ့ပဲခူးနယ်စရခိုင်နဲ့ထိစပ်နေတဲ့ချင်းပြည်နယ်ဤမင်းတပ်နဲ့ကံပလက်မြို့နယ်စနေရာများကိုAAလှုပ်ရှားမှုနယ်မြေအနှံ့အပြားတွေစစ်တပ်ကလူလိုက်အုံပြုထိုးစစ်ဆင်ပြီးထိုးတိုက်ပွဲအပြင်းထန်ဖြစ်ပေါ်နေရတယ်အာရခတမတော်ကယခုလက်ရှိမှာစစ်တွေနဲ့ကြောက်ဖြူအပါအဝင်စစ်တွေနဲ့တခြားသောဒေသမှာတိုက်ပွဲပေါ်ဆောင်တယ်အလားတူပဲရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေရဝတီနယ်စရခိုင်နဲ့မကွေးနယ်စရခိုင်နဲ့ပဲခူးနယ်စရခိုင်နဲ့ထိစပ်နေတဲ့ဒီချင်းပြည်နယ်တို့မှာလည်းအာရခတမတော်ကတိုက်ပွဲပေါ်ဆောင်တယ်ဆိုတာကပြောရမယ်ဆိုရင်အာရခတမတော်ကနယ်မြေတော်တော်များများကိုအတားတစီရနေပြီလို့ပဲပြောရမှာအကြံပေးစစ်ကောင်စီကတော့ရခိုင်ပြည်နယ်မှာသွားဖို့ဒီချိန်မှာစစ်တပ်ရဲ့အကြီးပိုင်းများကိုအပြောင်းလဲပြုလုပ်ထားတယ်ပေါ့နော်ဘယ်လောက်ထိဖြစ်လာမလဲဆိုတာကိုတော့မသိရပါပဲလက်ရှိချိန်မှာတော့အကြံပေးစစ်ကောင်စီကတော့ AA ရတိုက်ခိုက်မှုအောက်မှာအလူလဲခံနေရတယ်ဒါကတော့ ARD တဲ့ခေတ်သစ်မီဒီယာတခြားသောမီဒီယာတွေရဲ့ဖော်ပြချက်ကိုကျွန်တော်ပြန်လေးဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျ